ကျွန်တော်တို့နေထိုင်ရာကမ္ဘာပေါ်မှာသိပ္ပံပညာနဲ့ရှင်းပြဖို့ခက်ခဲတဲ့ဖြစ်တဲ့အများကြီးရှိပါတယ်။အဲဒီထဲကမှမြန်မာနိုင်ငံရဲ့အထင်ကြီးမီးတောင်ဟောင်းကြီးဖြစ်တဲ့ပုပ္ပတောင်ဟာဒဏ္ဍာရီလာဖြစ်ရဆန်းနေယုံကြည်ကိုးကွယ်မှုအမျိုးမျိုးတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ။ဒါပေမဲ့ဒီတောင်ကြီးရဲ့ခြေမှာရှိတဲ့ရေတွင်းကြီးရွာကလေးမှာတော့ဆယ်စုနှစ်ပေါင်းများစွာကြာအောင်သိပ္ပံပညာရှင်တွေကတမိုင်းပညာရှင်တွေကဖေရှာမြရသေးတဲ့ဖြစ်ရတစ်ခုရှိနေပါတယ်။အဲဒါကတော့ရင်းနဲ့တကောင်ရဲ့မှာရေကြီးတဲ့ကနေဟိန်းထွက်လာတဲ့ထူးဆန်းတဲ့စစ်ချီတံတွေပဲဖြစ်ပါတယ်။ဒီဖြစ်ရဟာဥပုံနဲ့ညရီနဲ့လိုက်ပြီးလောက်ွယ်ညရီမှာဖြစ်များလို့ရှိပါတယ်။ရွာကန်တွေရဲ့ပြောပြချက်အရညတကောင်ရဲ့မှာလူပေါင်းရာနဲ့ချီပြီးစီးကြကြချစ်တက်လာတဲ့ခြေတံပြင်းပြင်းတွေဓာချင်းကုတ်တံတွေနဲ့မြင်းရည်တံတွေကိုထင်ထင်ရှားရှားကြားရတာပါ။ဒီထက်ပိုပြီးအံ့ဩဖို့ကောင်းတာကဒီအတန်တွေဟာမြောက်ဘက်ကနေတောင်ဘက်ကိုတန်းစီချစ်တက်သွားတယ်လို့ကြားရပြီးအိမ်တကောက်ဖွင့်ကြည့်လိုက်ရင်တော့ဘာမှမမြင်ရပဲငြိမ်သက်နေတဲ့အမောင်တို့ကိုပဲတွေ့ရတတ်တာပါပဲဒီဘီဟီရီကိုအဖြေရှာဖို့အတွက်ကျွန်တော်တို့တမိုင်းကျောင်းတွေကိုပြန်ကြည့်ရပါမယ်ပုပ်ပန်းနေမီဟာပကံခေတ်တဲကစစ်ပြူဟာအရာအရေးပါတဲ့ကင်းစကန်တွေရှိခဲ့မှုတဲ့နေရာပါဒေသခံတွေရဲ့ယုံကြည်မှုအရတော့ဒါဟာပုပ်ပတောင်ကိုစိုးစံတဲ့မြမဟာကီနာမည်ကြီးရဲ့စစ်တီတော်တွေကင်းလက်နေရလို့ယူဆကြပါတယ်ထူးခြားတာတစ်ခုကတော့မျက်မြင်သက်သေတွေရဲ့ထက်ဆိုချက်ဟာတဦးနဲ့တူအလွန်တူညီနေပြီးစိတ်ထင်အောင်ထင်မှဖြစ်တာမျိုးမဟုတ်ပဲတကယ်ကိုတုံခါမှုနဲ့တူကြားတဲ့အတန်ကြီးဖြစ်နေတာပါပဲတိပ္ပံနေကြရှိတော့မှကြည့်မယ်ဆိုရင်ရောဒါကဖြစ်နိုင်မှာမလားပုပ္ပတောင်ဟာအန်နီစစ်တစ်ဘဇောအမျိုးအစားမီးတောင်ကြောက်လာတွေနဲ့ဖွဲ့စည်းထားတာပါဒီလိုကြောက်လာတွေအောက်မှာတပွားရောက်ဖြစ်ပေါ်နေတဲ့လှိုင်ကောင်းတွေအများကြီးရှိနိုင်ပါတယ်လေဖီယာအပြောင်းလဲဒါမှမဟုတ်ရေရောက်ရေစီးဆင်းမှုကြောင့်ထွက်ပေါ်လာတဲ့အနေပိုင်းအတန်တိုင်းတွေဟာဒီကြောက်လာတွေကိုတုံခါစေပြီးပဲ့တင်တဲ့အဖြစ်မြေပေါ်ကိုရောက်လာနိုင်ပါတယ်ဒါပေမဲ့တဘာဝကဖန်တီးတဲ့အတန်ကဘာကြောင့်စစ်တပ်တစ်ခုချစ်တက်လာတယ်လို့မျိုးစီးကျကြထွက်ပေါ်နေတယ်လဲဆိုတာကတော့ဒီနေ့ထိစိတ်ဝင်စားတဲ့တစ်ခုအနေနဲ့သိရှိနေသေးပါဒဏ္ဍာရီနဲ့တိတ်မဲ့မြညာကြားမှာရက်တည်နေတဲ့ရေရင်းကြီးရွာရဲ့စစ်ချီတန်ဟာကျွန်တော်တို့တေချာပေါက်အဖြစ်မပေးနိုင်သေးတဲ့အမှန်တရားတစ်ခုရှိနေသေးပါဒါဟာဝိညာဉ်တွေရဲ့ကျင်ရိပ်ခဲ့တဲ့အတန်တွေလားဒါမှမဟုတ်တဘာဝတရားကြီးရဲ့ထူးဆန်းတဲ့ဖန်တီးမှုလားဆိုတာကတော့ပုပ္ပတောင်ရဲ့အဖြစ်ရှာမြတဲ့ပု္ပ္ပစာတဘိုးအဖြစ်ကျန်ရှိနေပါတော့တယ်တန်တဲ့ချီတဲ့ရွှေတွေဟာကမ္ဘာစည်းကွက်တွေကိုမရောက်ပဲလေထဲမှာရင်အဆရှာမရအောင်ဘလို့ပြောက်ကွယ်သွားတယ်ကျွန်တော်တို့မြမသမိုင်းမှာလူသိနေပြီးမန္တလေးမြို့မှာရှိတဲ့ကုသတော်ဘုရားကကျိန်စာတင့်ရွှေများရဲ့အကြောင်းကိုကျွန်တော်နဲ့အတူလေ့လာကြည့်ကြရအောင်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးအားဖြည့်ကူညီပေးခဲ့ကြပါအောင်ဗျကျွန်တော်တို့အားလုံးသိကြတဲ့မန္တလေးမြို့မှာရှိတဲ့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးတို့တော့တင်စားရတဲ့ကုသတော်ဘုရားကကြောက်စာချက်929ချက်ပေါ်ကစလုံးတွေဟာမူလကရွှေသွင်းထားရဲဆိုတော့သိပါသလား1885ခုနှစ်ဗြိတိရှစစ်တပ်တွေမန္တလေးကိုသိမ်းပိုက်ခဲ့ပြီးတဲ့အချိန်မှာကုသတော်ဘုရားဝင်းဟာစစ်စကန်တစ်ခုဖြစ်ခဲ့ပါတယ်အဲဒီမှာရှိတဲ့ကြောက်စာချက်929ချက်ပေါ်ကတံမိုးကြီးရွှေစလုံးတွေကိုနေချက်စစ်သားတွေကအငမ်းမြခွာယူပြီးရေကြိုခဲ့ကြပါတယ်ပမာဏအားဖြင့်အဆမတန်များပြားတဲ့အဲဒီရွှေတွေဟာထူးဆန်းစွာပဲကမ္ဘာရဲ့ဘေးရွှေစည်းကွက်ထဲမှာမှပြန်ပေါ်မလာပဲအစနာတော်ရှာမရအောင်ပျောက်ကွယ်သွားခဲ့ပါတယ်မှတ်တမ်းတွေအရအဲဒီရွှေတွေကိုခိုးယူခဲ့တဲ့စစ်သားတွေဟာသူတို့နိုင်ငံပြန်ရောက်တဲ့အခါမှာအကြောင်းမဲ့စိတ်ဖောက်ပြန်တာနဲ့ရှင်းပြလို့မရတဲ့ဝေဒနာတွေကြောင့်တယောက်ပြီးတယောက်တည်ဆုံးခဲ့ကြပါတယ်အပေါ်ရင်တွေးကြည့်မယ်ဆိုရင်တော့ဒါကတက်ဆိုင်မှုတစ်ခုတက်ပဲလားဒါမှမဟုတ်တိတ်ပဲပညာနဲ့ရှင်းပြလို့မရတဲ့ချိန်စာတွေကြောင့်လားအဲဒီရွှေတွေကဘယ်ကိုလျှောက်သွားတာလဲဒေသခံတို့ကတော့မမြင်ရတဲ့အဆောက်အအုံတွေကအဲ့ဒီရွှေတွေကိုတိုင်တန်းထဲပြန်သိမ်းသွားတယ်လို့ယူကြပါတယ်။ခိုးယူသွားတဲ့သူတွေအတွက်တော့အဲ့ဒီရွှေတွေကဥစ္စာပစ္စည်းမဟုတ်ပဲတင်မင်းရဲ့အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။ဒီနေ့ဒီအဲ့ဒီရွှေတွေဘယ်ရောက်သွားလဲဆိုတာဘေးရီတစ်ခုအနေနဲ့ကြန့်ရှိနေသေးပါ။ခမများရောအဲ့ဒီရွှေတွေကကပတ်တနေရာမှာရှိနေသေးတယ်လို့ထင်လား။ဒါမှမဟုတ်တကယ်ပဲပျောက်ကွယ်သွားပြီလား။အစောကြီးနောက်ပြီးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာလည်းဒီထက်ပိုစိတ်ဝင်စားတဲ့ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးပဲကျေးဇူးပါ